စင်မြန်ကြီးကိုဖိန်လန်တီးပြီးဂျိုင်တီယိုတနက်လိုအဆန်မရှိပဲအတန်ပဲရှိတယ်ဆိုတာပြသခဲ့တဲ့ဆရာပတ်တို့အသင်းအားလုံးပဲမင်္ဂလာပါဒါမှထားတဲ့ဆရာကြားတို့ channel ကနေကြိုဆိုလိုက်ရပါတယ်ညာတော့ကမကြီးပင်ရဲ့ဇီးတင်တဲ့ package ထဲမှာပါဝင်ခဲ့တဲ့အသင်းကတော့ကျွဲစိမ့်ဖလားမှာအသေးမစိမ့်ပဲနဲ့ပွဲသိမ်းခံလိုက်ရတဲ့ဖိန်လန်တီးမဲ့စင်မြန်ကြီးဆိုတဲ့ဖလားလေးလုံးကိုစေးသုံးသလိုဆွဲလန်းနေတဲ့စီသူလွင်အသင်းပါပဲဘာလို့မှလည်းပြောမေးမကြရင်လာမရှုပ်ပါနဲ့တော့ငါတို့က86ဖို့ဇွဲနေပေါ့နောက်တစ်ခေါက်တော့နည်းနည်းအော်ဆိုတဲ့ဘာဆိုင်သချင်းလိုပဲစင်မြိုင်ကြီးတို့ကတော့ဖလားလေးလုံးဆိုတဲ့အိမ်မက်တွေအောက်မှာအခုလိုအဆက်တွေဗျမ်းဗျမ်းကွဲပြီးတော့အဲဒီလိုအသင်းဖြစ်လာခဲ့ရပါပြီဖိန်လန်တီးခံလာတဲ့စင်မြိုင်ကြီးတို့ကဆာလီဘာဂါဘရီယယ်တို့ပါတဲ့လေမတိုးတဲ့ခံစစ်လမိုင်းရမဲနဲ့နေလားငါလားဆိုတဲ့ကွင်းရသည်လီဆာကာအရန်ကျမ်းပါတယ်ဆိုတဲ့ယောဂရက်စ်စားတဲ့ကစားမတွေနဲ့မကြီးပင်ကိုဇီးတင်မို့သွားပြီးတော့ဂျိုးပန်းလာခဲ့တာပါမကြီးတီတို့ကလည်းရိုဒရီချက်ကီစမင်ကေလန်နဲ့တင်ဖေတန်းဟာလန်အကျွေးမထားတဲ့ဆေးဗာအလိုမတူပဲဘိုးပြူသချင်းတွေဖွင့်ပြမယ်ဒိုကူစားတဲ့အဓိကကစားမတွေနဲ့ရင်ဆိုင်လာခဲ့တာပါတပွဲလုံးမကြီးတီတို့ကဒုတိယလူစားတာနဲ့မွေးဖွားလာတဲ့ရှင်ပြိုင်တို့ကိုဖိန်လန်တီးပြီးတော့ဆုံးမပေးခဲ့သလိုပေးလိုက်တဲ့ဂိုးတွေမှာလည်းကပ်ပါကဘောလုံးကိုဥဖမ်းသလိုသွားပြီးတော့ဖမ်းပြလိုက်လို့ရောက်ပါကိုကြက်ဥထဲမြင့်နဲ့တန်မချုံနဲ့ပြားရည်ကိုသွားပြီးတော့တိုက်ပြလိုက်တာအိုရိုင်လီကအသာရပဲသွင်းသွားနိုင်ခဲ့ပါတယ်ရှင်ပြိုင်တို့အလူကတော့လမ်းလိုက်တာနော်ဆိုတဲ့အတိုင်းပဲအမှန်ကန်စားသုံးနေတဲ့အိုရိုင်လီကဒုတိယမီတွေထပ်ပြီးတော့တီးပေးလိုက်တဲ့အချိန်မှာတော့တကြံနာနီးတော့ရေပြုတ်လဲဘိုးခံလိုက်ရပြီးတော့ကျွဲစိမ့်ဖလားမပြောနဲ့ရေချိုးတဲ့ဖလားတောင်အခုချိန်မှာနတ်မမှန်တဲ့ခြေစွမ်းဆိုတာထင်ရှားနေခဲ့တာဖြစ်ပါတယ်ဒီကြားတဲ့ချာကီကပါတီဟာဆိုပြီးတော့ရှင်မြိုင်တို့ကိုကြောဆော့ဘောတော်တွေပါသွားပြီးတော့လှုပ်ပြနေခဲ့သလိုမြန်မာပြည်ကချစ်သားလူပိုင်းမောင်ဝဆိုင်တို့ကလည်းအစင်းတစ်ကနေပြီးတော့ရှိသမျှဖလားတွေအကုန်သိမ်းမယ်ဆိုပြီးကျွဲစိမ့်ဖလားတောင်ဆွဲမသိမ်းနိုင်တာမင်းတို့ကောင်တွေကစီသူလင်တော်မှရိုးရိုးဗာရှင်းမဟုတ်တော့ဘူးဘရိုမတ်ဗာရှင်းဖြစ်နေပြီဆိုပြီးတော့ဝေဖန်ရေးကဏ္ဍတွေတော့မှထားလုံနေခဲ့ပါပြီပြောရင်လည်းပြောချင်စရာကောင်းတော့အောင်အစားကတော့ဖလားလေးလုံးကိုဆွဲကြုံတော့မယ်ဆိုပြီးတော့စင်မြိုင်ပြိသက်တိုင်းကဂျိုင်တီယိုကတနတ်လိုပဲအဆန်မပါတဲ့အတန်ပဲပါတဲ့ပုံစံမျိုးဖြစ်နေပြီးတော့ချာတီတာနဲ့ယာတီလာတဲ့အသင်းဟာအခုဆိုရင်ပျောက်ကြီးဆိုပြီးတော့အားလုံးလဲဝိုင်းဝန်းစားနောက်နေကြပါပြီနောက်ထပ်ဖလား၃လုံးကိုလည်းချာတီတာတို့အသင်းကဘဝင်တန်ကြီးပြီးတော့စင်မြိုင်ကွာဆိုပြီးတော့ကျုံဝါထားပြီမဲ့လက်ရှိနေထားရဆိုရင်တော့ဖလားလမ်းကြောင်းမှာကြုံခံနေသေးတယ်ဆိုတော့ညင်းစရာအကြောင်းလည်းမရှိပါဘူးဂွာဒီယိုလာဖလားယူနီတင်ပေးတော့မသိလိုက်တဲ့ချာတီတာဟာကိုဆိုရင်ဖလားယူနီကို FA ဖလားကလွဲပြီးတော့မသိသေးသလိုငွေသုံးပြီးတော့အသေးဖြုံးပြထားသလိုအောင်မြင်မှုဆိုတာဦးမြင့်မောင်လားလို့မေးယူနေရတဲ့ချန်ပီယံလောင်းအသင်းကြီးဘဝကိုရောက်နေခဲ့ရပြီပဲဖြစ်ပါတယ်အထယ်ကြီးတောင်ရိုးရိုးမပြတ်ပဲနဲ့ဒဗလဲပြတ်နေတဲ့ချာတီတာနဲ့အသင်းသားတွေဟာမပြိုင်ခင်တုန်းကတော့ကာရာဘောင်းဖလားရှုံးပြီးတော့ဒုတိယလူဖြစ်သွားတဲ့ခါမှာတော့ချိုးရီဖလားဆိုပြီးတော့လေတံလွှင့်နေခဲ့ကြပါပြီပေးခြင်းတဲ့မတ်ဆေကတော့ဒုတိယလူဖြစ်နေပြီးဆုံးသွားမင်းပေးခဲ့တဲ့စူးလန့်များဆိုပြီးတော့ဇီသူလင်တချင်းကိုခုတဲကဇီသူလင်ဖန်နေနဲ့အလွတ်ကျက်ထားဖို့လိုအပ်နေပြီဆိုတာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်